ညီကိုမောင်နှမအားလုံးမင်္ဂလာပါဒီနေ့မှာဆိုရင်ကျွန်တော်တို့ကဘယ် white လက်တီထိုးဝေမျှမှာဖြစ်ပါတယ်ဘယ် white လက်တီထိုးတဲ့အခါမှာလက်ကလေးတင်ထားမယ်တထောင်လေးကဘိုက်ကိုကတ်ထားမှာပေါ့နော်လက်ထိတ်ကလေးကကြောမှာကတ်ထားမယ်ဆိုတော့ဘယ် white လက်တီထိုးပြီးဆိုရင်တကူလုံးမှာရှိတဲ့အားတွေအကုန်ညစ်ပြီးထိုးမှာပေါ့နော်ဒီမှာနောက်တစ်ထောင်လေးမြောက်ပြီးတကူလုံးမှာရှိတဲ့အားတွေထိုးတယ်ခြေထောက်လေးကရှေ့ခြေထောက်လေးကထောင်ပြီးလှည့်လိုက်တာပေါ့ရှေ့ခြေထောက်လေးထောင်ပြီးလှည့်တယ်ဟုတ်လားတခြားကြည့်ပါလက်ထိတ်ကလေးနဲ့နောက်ခြေထောက်လေးနဲ့တဒန်းနဲ့ဖြစ်နေရမှာပေါ့အဲ့ဒါ white လက်တီအတူလို့ခေါ်ပါတယ်အတူလို့ခေါ်ပါတယ်ကျွန်တော်အတူထိုးနည်းခေါ်ပါတယ်ဘယ်လောက်ထိုးရမလဲဆိုကျွန်တော်တို့က90လောက်ထိုးသေးခြင်းတယ်ပေါ့နော်56ခါလောက်ထိုးသေးခြင်းပါတယ်နားလိုက်ထိုးလိုက်နဲ့6ခါလောက်ဆိုရင်56လောက်300ပြည့်သွားပါမယ်နော်ကျွန်တော် white လက်တီအတူပြီးတော့အရှည်ထိုးတာကိုကြည့်ပါမယ်အရှည် white လက်တီအရှည်ခေါ်တာပါအရှည်အဲ့လိုမျိုးအရှည်လည်းအတူတူပဲစနစ်ကအတူတူပဲဗျကျွန်တော်တို့အခေါ်ပဲကွဲသွားတာအတူအရှည်ဆိုတဲ့ခေါ်လေးကွဲသွားစနစ်ကအတူတူပဲတထောင်လေးမြောက်တင်ပြီးထိုးတာပေါ့နော်တထောင်လေးမြောက်တင်ထိုးလက်တီ white လက်တီထိုးတဲ့အခါမှာလက်ညှိုးနဲ့လက်ကလေးတွေနဲ့အဓိကထိအောင်ထိုးရပါပေါ့နော်အဲ့ဒါကို white လက်တီလို့ခေါ်ပါတယ်ကျွန်တော်တို့ white လက်တီခေါ်ပါတယ်မိတ်ဆွေညီကိုမောင်နှမအားလုံးတခြားကြည့်ထိုးမယ်ဆိုရင် white လက်တီထိုးရသွားမှာပါညီကိုမောင်နှမအားလုံးကျေးဇူးတင်ပါတယ်